တွေကိုရှောင်းဖို့ဆန္ဒမစိုးနဲ့ကတူပြီးရဲ့အောက်ကလူကိုနိုင်နာမျိုးနဲ့တပါမပြနဲ့အောက်ပါတယ်ကိုသိခါကိုပြမလူနဲ့တပည့်မကောင်းရင်ဆရာကောင်းပဲလမ်းကွေးကောင်းရင်ကောက်တိုင်းသွားမိရမလို့ရှင်နာလေဒီနေ့ကတော့ကံမကောင်းစတော့ရဲ့တတိထားမမမြင်ဇက်ကညမွန်သေးရဲ့လားနေရာမှနဲ့တွေ့ဟာထိရှာတဲ့လောကရောက်ချင်တယ်လို့ရောက်ရောက်ပေါက်ချင်တယ်လို့ပေါက်ပေါက်ချစ်တဲ့တာတွေမခံစားနဲ့